အကုန်လုံးငိမ့်ငိမ့်နေစပားလင်တောထဲမှာရန်သူစခန်းရှိတယ်တက်ကြက်ကြီးကျွန်တော်အရှိကိုသွားစုံစမ်းလိုက်ရမလားဆရာစပားလင်နှံ့တွေမှုန်းလိုက်တာဗျာတွေ့ပါရီဆရာရန်သူကင်းတဲ့ကမလှမ်းမကမ်းပါပဲအခြေအနေဘလို့လဲငရုတ်ကင်းဆောင်ဘယ်နှစ်ယောက်လဲ2ယောက်ပဲရှိတယ်ဆရာတတိလစ်နေတုန်းစီးနေရအောင် အခုလိုမျိုးကျွန်တော် AI နဲ့ DCS ဇာတ်လမ်းလေးလုပ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့မှာ Master Prompt တစ်ခုရှိဖို့လိုပါတယ်ဆိုတော့ဒီအဲ့ရဲ့ Master Prompt ကိုကျွန်တော်ရဲ့ Telegram Channel မှာရှာပေးထားရပါတော့နောက်ပြီးတော့ဒီကျွန်တော်ရဲ့ဒီ YouTube Channel က AI နဲ့ပတ်သက်တဲ့အကြောင်းအရာမှန်သမျှတွေကိုကျွန်တော်ပြဝေပေးနေတယ်ပြဝေပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Channel လေးကိုလည်း Like and Subscribe မလုပ်ရသေးရင် Like and Subscribe လုပ်ပြီးတော့မှဒီ video ရဲ့ comment အောက်မှာလည်းကွန်မတီရလေးရှိရင်ပြီးသွားခဲ့လို့ရပါတယ်ခင်ဗျဆိုတော့ကျွန်တော်တို့ရဲ့ Master Prompt ကိုရပြီဆိုရင်ဘာလို့ကဘယ်လိုသွားမလဲဆိုတော့ဒီမှာGemini နဲ့ကိုသွားမယ်ပေါ့နော် Gemini နဲ့ကိုသွားပြီဆိုရင်ဒီမှာ channel တစ်ခုတိစောက်ထားပါမယ် channel တစ်ခုတိစောက်ထားရမယ်ဆိုတော့အဲ့ channel လေးတော့ရောက်သွားပြီအဲ့ channel လေးတိစောက်ပြီးသွားပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့ဒီမှာ hi လေးတစ်လုံးပို့လိုက်ပါပဲ hi လေးတစ်လုံးပို့ပြီးသွားပြီဆိုရင်ဒီမှာမင်္ဂလာပါ KSS Official Channel မှာကြိုဆိုပါရစေဒီနေ့ဒီမှာအသီးစစ်တက်ပေါ့နော်အသီးစစ်တက် story ဇာတ်လမ်းတစ်ခုလောက်ကြမလားဆိုပြီးတော့မှဒီမှာသူဒီ video လေးမှာဒီ program ထဲမှာဒီ chain ထဲမှာသူကဘာလုပ်လို့ရမလဲဆိုတော့ action ရဲ့ drama ရဲ့ comedy ရဲ့ချိုင်းတဲ့အမျိုးအစားကိုရွေးချယ်ပြီးတော့မှလုပ်နိုင်တယ်ပေါ့နော်ဒီမှာအရင်ဆုံးအနေနဲ့သူက idea 10ခုသူကတစ်ခါရှာပေးထားမယ်ပေါ့နော်ဘာမှမဟုတ်ဘူး AI ရှာပေးရတဲ့ idea 10ခုကိုမကြိုက်ဘူးငါမှ idea ရှိရဲငါရဲ့ idea လုပ်ရှင်နေဆိုရင်တော့ဒီ channel ထဲမှာဘာလို့ idea လုပ်ရှင်တဲ့ပုံစံလေးကိုသူကရေးပေးလိုက်ပေါ့နော်ဒီမှာကျွန်တော်ကတော့ဒီလုပ်ပြတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်လုပ်ရှင်တဲ့ idea မရေးတော့ပဲねဒီ AI ပေး idea လေးကိုပဲကျွန်တော်အသုံးချပြီးတော့မှကျွန်တော်လုပ်လိုက်ပါမယ်ကျွန်တော်ကဒီ option ကိုရွေးပြီးတော့မှဒီမှာ number 4ကိုကျွန်တော်ရွေးလိုက်ပါတယ်ရွေးလိုက်တော့သူကဒီမှာဘာရှာပေးလဲဆိုတော့ဒီမှာဆိုရင်ဒါ YouTube မှာတင်ဖို့အတွက်တော့ story title လေးဒီမှာတစ်ခါရေးပေးလိုက်တယ်ပေါ့နော်ဆိုတော့ထားလိုက်ပါဒါလေးကမဆိုင်ဘူးကျွန်တော်ကဘယ်မှာစဆိုင်မလဲဆိုတော့ဒီ character design ဆိုတဲ့နေရာမှာစပြီးမှဆိုင်ရပါတော့ character design ဆိုတာကျွန်တော်ဒီ flow AI မှာအရင်ဆုံးသွားထုတ်လိုက်ပါတော့ဒီ character design ကျွန်တော်တစ်ခါပြရပါမယ်နော်ဒီမှာ character ဒီကနေမှစယူခဲ့ပါတော့ဒီကနေမှကျွန်တော်တို့ကဒီ plugin ကိုကျွန်တော်ကစပြီးယူခဲ့မယ်ပေါ့နော်ဒီမှာ plugin ကိုစပြီးယူခဲ့မယ်ရလာပြီဆိုရင် copy ယူလိုက်ဆိုရင်ကျွန်တော်ဒီမှာဘယ်ကိုတောင်းမလဲဆိုတော့ဒါဒီမှာကျွန်တော်ဆုံးတော့စမ်းလုပ်ပြထားတာပေါ့နော်အဲ့တော့ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်ကဒီဆောင်းဆက်ဆောင်ပြတဲ့ဟာကိုကျွန်တော်မသွားတော့ဘူးဒီခါကျွန်တော်နောက်ထပ်အသစ်တစ်ခုထပ်ပြီးလုပ်ပြအောင်ပေါ့နော်ဒါလို့အဲ့တော့ကျွန်တော်ကဒီမှာဒီရောက်ပြီဆိုရင်ဒီမှာ page လေးရှာလိုက်ရပါတော့ flow AI မှာဘာလို့ကျွန်တော်ကပုံသွားထုတ်လာလဲဆိုတော့နောက်ပြီးတော့မှဒီဒါ character ရှိပုံစံဖြစ်တဲ့အတွက်ပေါ့နော်ဒီ60 ratio နဲ့ကိုရွေးထားလို့ရရပါတော့အဲ့တော့ဒီမှာရသွားပြီဆိုရင်ကျွန်တော်ကဒီထုတ်လိုက်မယ်ပေါ့နော်ကျွန်တော်ကပုံလေးခဏထုတ်လိုက်မယ်ပေါ့ပုံထုတ်နေရလေးခဏစောင့်ပြီးတော့မှဒီမှာဆိုရင်ကျွန်တော်ကဒီ character 1ကိုပဲကျွန်တော်ထုတ်ပြတော့မယ်ပေါ့နော် character 2 3ကတော့ကျွန်တော်ဆန္ဒပြသလိုပဲကျွန်တော်ထုတ်ပြီးသွားပြီပေါ့နော်ထုတ်ပြီးသွားပြီဆိုတော့ကျွန်တော်ကဒီcharacter 1 2 3ကိုပါကျွန်တော်တစ်ခါထုတ်ပြလိုက်မယ်ဗျပြန်ပြီးတော့မှလေဘာလို့နားမလည်မှာကြလို့ကျွန်တော်ပြန်ပြီးတော့မှအစကနေအဆုံးထိပြန်ထုတ်ပြပါမယ်အဲ့တော့ character 1ထုတ်နေစဉ်မှာကျွန်တော် character 2ရဲ့ prompt ယူမယ်ယူပြီးတော့မှကျွန်တော်ဒီမှာ character 2ရဲ့ prompt ကိုဒီမှာသွားပြီးတော့မှဆိုတော့အခုလိုလေးပဲကျွန်တော်ပြန်ထုတ်မယ်ပေါ့နော်ပြန်ထုတ်မယ်ဆိုပြီးခဏဆောင်ပေါ့နော်ဒါကဘာဖြစ်လာလဲဆိုတော့ကျွန်တော်ဒီအစွမ်းတော်ကျွန်တော်ခဏထွက်လိုက်တယ်ပေါ့နော်ဒီပုံကြီးထုတ်နေတဲ့အချိန်မှာကျွန်တော်ခဏထွက်လိုက်တာဖြစ်တဲ့အတွက်သူကဒီမှာခဏလေး error ဖြစ်သွားပါတော့အဲ့ဒါဘာမှစိုးရင်စရာမလိုဘူးဒီမှာပြန်ပြီးသူ့ကိုစပေးလိုက်ပါတော့စပေးလိုက်မယ်ဆိုရင်သူကလည်းအစွမ်းတော်လိုပဲပြန်ပြီး run နေမှာပေါ့နော် run နေရဆိုတော့ဒီ SMB ရဲ့ဟာကိုတော့ကျွန်တော်ဒီမှာတစ်ချက်ဖြတ်ပေးလိုက်မှာပေါ့နော်ကျွန်တော်ကဘာလို့ဒီလိုမျိုး error ဖြစ်သွားလဲဆိုတော့ကျွန်တော်ကဒီအစွမ်းတော် character 1ရဲ့ prompt မရသေးဘူးနဲ့ကျွန်တော်ခဏထွက်ပြီးတော့မှ sim 2ရဲ့ character prompt ကျွန်တော်တွားယူလိုက်တဲ့အချိန်မှာအခုလိုမျိုး error ဖြစ်သွားပါတော့အခုဆိုရင်တော့ဒီမှာဆိုရင်တော့ပုံလေးနှစ်ပုံရပါပြီပေါ့နော်ဒါတက်ကြက်ကြီးပုံတက်ကြက်ကြီးနက်သီးရဲ့ပုံဒါဆိုရင်ဒီတက်ကြက်ကြီးနက်သီးကတော့ဒီ character 1ရဲ့ပုံပေါ့နော်ဒီငရုတ်သီးကတော့ဒီ character 2ရဲ့ပုံပေါ့နော်အဲ့တော့ဒီမှာငရုတ်သီးရဲ့ဟိုစားရသွားပြီဆိုတော့ဒီမှာ character 3အတွက်ကျွန်တော်ပုံလေးတော့ပြန်ထုတ်ပါမယ်အဲ့လိုပါပဲကျွန်တော်အဲ့လိုလုံးဝဖြစ်ပါတယ်ဆိုတော့ character 3ရဲ့ရှိ reference ပုံလေးကျွန်တော်တစ်ချက်ပြန်ပြီးထုတ်လိုက်မယ်ပေါ့နော်โอเคကျွန်တော်သူပုံထုတ်နေရအောင်ကျွန်တော်ခဏစောင့်ပြီးတော့မှခဏစောင့်လိုက်ပါမယ်သူပုံထုတ်နေတဲ့နေရာလေးကိုလည်းကျွန်တော်တစ်ချက်ကြော်လိုက်မယ်ပေါ့နော်
ဆိုတော့သူပုံထုတ်နေရတယ်โอเคဒါဆိုရင်တော့ကျွန်တော်ကဒီ character 3အတွက် reference ပုံလေးကျွန်တော်ရသွားပြီပေါ့နော်ရသွားပြီဆိုတော့ကျွန်တော်ဘာသွားလုပ်မလဲဆိုတော့ဒီမှာဒီကိုပဲပြန်သွားမယ်ပြန်သွားပြီးဒီမှာ summary ဆိုတာရှိရလေ summary ဆိုတာဒီဇလန်ရဲ့အကြောင်းကိုသူကရေးပြလိုက်တာပေါ့နော်အချင်းချင်းနေသူကရေးပြထားတဲ့ပုံစံမလိုဘူးပေါ့နော်အဲ့လားမလိုဘူးပေါ့နော်ရောစလို့ကဒီမှာ scene generation ဆိုရဲဒီမှာ scene 1အတွက် image prompt ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကဒီ TikTok မှာတင်တဲ့သူတွေအတွက်ပဲကျွန်တော်လုပ်ပေးထားတာဖြစ်တဲ့အတွက်ဘာမဟုတ်ရတယ် YouTube မှာငါတင်နေကွာဆိုရင်ဒီနေရာလေးမှာ60 ratio 9နဲ့ထုတ်လို့ရတယ်ပေါ့နော်တကယ်လို့သူကဂျမတိုင်းမှာပဲပုံပြန်ထုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်ပြောပြပါပေါ့နော်မဟုတ်ဘူးငါတော့ဒီဆောင်းနာလုံးကိုကျွန်တော်တို့လိုမျိုး flow AI မှာပဲပုံတွေထုတ်ချင်တယ်ပေါ့နော်ပုံတွေထုတ်ချင်တယ်ဆိုရင်တော့ live 60 ရွေးထားရတယ်မရွေးထားရရတယ်ဟိုမှာကျတော့တခါလေးရွေးလို့ရဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာအဲ့ plugin ကိုကျွန်တော် copy ယူခဲ့မှာပေါ့နော် save တဲ့ plugin copy ယူပြီးတော့မှဒီမှာဒီကိုပြန်သွားပါတော့ပြန်သွားပြီးတော့ကျွန်တော်ကဒီအဲ့စင်ဒီမှာဘာအဲ့စင်ဝမှာဘယ်ကာရီတိုင်းပါဝင်မလဲဆိုတာကျွန်တော်ကြည့်ရမှာပေါ့နော်ကြည့်ရမယ်ဆိုတော့ကျွန်တော်ညီမထိုင်တော့လည်းကျွန်တော်တစ်ချက်သွားမယ်ဒီမှာဆိုရင်ကာရီ3ယောက်ပါရမယ်ပေါ့နော်ကာရီ3ယောက်ပါမယ်ဆိုတော့တက်ချက်ကြီးနက်ရဲ့တက်ချက်ကြီးငရုတ်ရဲ့ရဲဘော်တမ်းမြရဲ့ဆိုရမှာကာရီ3ယောက်ပါပါမယ်စင်ဝမှာအဲ့တော့ကာရီ3ယောက်ပါရမယ်ဆိုတော့ကျွန်တော်ဒီယူတစ်ချက်ပြန်သွားမှာပေါ့နော်ကျွန်တော်တည်သွားပြီလေတည်သွားပြီဆိုတော့ဒီနေရာမှာကျွန်တော်ဒီလိုလေးတစ်ချက်ဖိမယ်ဒီလိုတစ်ချက်ဖိပြီးတော့မှဒီလို reference ဒီကျွန်တော်အဆုံးအထုတ်လာတဲ့ sheet pro လေးကိုပေါ့နော်စင်ဝဲရဲ့ဒီ pro လေးကိုကျွန်တော်ထည့်ပေးလိုက်ပေါ့နော်အလိုပေါင်းပြီးစင်ဝဲ pro လေးထည့်ပေးလိုက်ပြီးတော့ဒီနေရာမှာကျွန်တော် live video 60ဆိုပြီးတော့ကျွန်တော်ရွေးပေးလိုက်မယ်ပေါ့နော် live video 60ဆိုပြီးရွေးပေးလိုက်မယ်ရွေးပေးလိုက်ပြီးဆိုပြီးတော့ကျွန်တော်ကဒီအဆုံးတော့စင်ဝဲအတွက်ကျွန်တော်က image pro လေးထုတ်မှဖြစ်တဲ့အတွက်ထုတ်လိုက်မယ်ပေါ့နော်ထုတ်လာလေးကိုတော့ကျွန်တော်ခဏစောင့်လိုက်ပါမယ်ဒါဆိုရင်တော့ဒီမှာစင်ဝဲအတွက်image pro နဲ့ရသွားပြီပေါ့နော်ဒီမှာပေါ့ရသွားပြီဆိုတော့ကျွန်တော်ကဒီ sin 2အတွက်တခါကျွန်တော်ထုတ်ပြရမှာပေါ့နော်ဒါဟုတ်ထပ်ပြီးနားမလည်မှာကျွန်တော် sin 2မှာလည်းအဲ့လိုပဲထုတ်မှာပါဒီမှာ sin 2မှာဆိုရင်ဒီမှာ sin 2ရဲ့ image pro ကိုကျွန်တော် copy ယူပြရင်ဆိုရင်ဒီမှာမြန်မာတိုင်းတော့မှာတွားကြည့်ပေါ့နော်ဒီမှာဆိုရင်2ယောက်ပါမယ်ပေါ့နော်2ယောက်ဆိုတော့ဒီမှာတက်ချက်ကြီးငရုတ်ရဲ့တက်ချက်ကြီးနက်ရဲ့တက်ချက်ကြီးငရုတ်ဆိုပြီးတော့မှကာရီ2ယောက်ပါမယ်မှာဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုပဲဒီမှာဒီဥစ္စာလေးကိုပဲကျွန်တော် copy ယူပေါ့နော်ဆန္ဒစင်ဝဲရဲ့ pro ပုံကြီးကိုကျွန်တော် copy သွားမြူနေပေါ့နော်ဒီနှစ်ယောက်ပါဝင်မယ်ဒီ reference ပုံမျိုးပဲကျွန်တော်တွားယူပေါ့နော်ဒီနှစ်ယောက်ပါဝင်မှာဆိုတော့ဒီနှစ်ယောက်ကိုအဲ့လိုလေးထောက်ပြမှထည့်ပြီးလိုက်ထည့်ပြီးသွားပြီဆိုရင် sin 2ရဲ့ pro ကို copy ယူလိုက်ဆိုတော့ကျွန်တော်ဒီမှာ live video ရွေးထားတယ်ရွေးထားပြီးတော့ကျွန်တော်ဒီမှာပုံလေးပြန်ထုတ်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်ကခဏစောင့်လိုက်မယ်ပေါ့နော်ကျွန်တော်ခဏစောင့်နေတဲ့အချိန်မှာကျွန်တော်ဆောင်းလာလိုပဲဖြစ်သွားမှာကျွန်တော်ဒါပေမဲ့ကျွန်တော်မကြောက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီဘယ်သွားမလဲဆိုတော့ဒီမှာ sin 1အတွက်ကျွန်တော်ဒီဗီဒီယိုလေးတစ်ခါကျွန်တော်ထုတ်ပြပေးမယ်ပေါ့နော်ဒီမှာဗီဒီယိုပုံလေးကို copy ယူမြန်မာတိုင်းလုံးလေးနဲ့တစ်ခါလဲဆက်ပြီး copy ယူခဲ့ copy ယူပြီးတော့မှကျွန်တော်ဒီ flow AI နဲ့ကိုပဲကျွန်တော်ပြန်သွားမယ်ပေါ့နော် flow AI နဲ့ကိုပြန်သွားမယ်ဆိုတော့ကျွန်တော်ဒီဒါ sin 1အတွက်image pro เนาะဒီ sin 1ရဲ့ image pro ကိုကျွန်တော်ဒီလိုမျိုးလေး copy ယူလိုက်အဲ့ပြီးတော့မှ edit to pro ကိုထည့်လိုက်ပေါ့နော်ထည့်ပြီးတော့မှကျွန်တော်ဒီမှာ sin 1ကိုကျွန်တော်ဒီမှာပုံလေးထွားထုတ်လိုက်မှာပေါ့နော်ကျွန်တော်ရဲ့ဒီ official account နဲ့မပြဖြစ်တဲ့အတွက်ပေါ့နော် official account ဆိုတာကျွန်တော် flow AI ကိုဝယ်ထားတဲ့ account လေးနဲ့ကျွန်တော်မပြဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီဥစ္စာကို free သုံးတဲ့ account ပေါ့နော်ကျွန်တော်သုံးတဲ့ account ဖြစ်တဲ့အတွက်ကျွန်တော် credit ကတစ်ခါပဲထုတ်လို့ရမှာပေါ့နော်ဆိုတော့ထားလိုက်ပါအဲ့ဒါတော့ထားလိုက်တော့ကျွန်တော်ဒီမှာတစ်ခါထုတ်ပြပေးမယ်နော်10 second ရွေးထားမယ်ပုံကတော့တစ်ခါပဲထုတ်မယ်ပေါ့နော်တစ်ခါထုတ်မယ်ဆိုတော့ဒီမှာ TikTok မှာဒီမှာဖြစ်တဲ့အတွက် live video 60 ingredient ကိုကျွန်တော်ရွေးထားမယ်အဲ့တော့ omni flag ကိုသုံးမယ်ဆိုတော့ဒီမှာကျွန်တော်ဗီဒီယိုစပြီးထုတ်လိုက်မယ်ပေါ့နော်သူဗီဒီယိုလေး funny ရတော့ကျွန်တော်ခဏစောင့်ပေးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ဒါဆောင်းကျွန်တော်ပြောသလိုပဲဒီမှာ image pro လေးကကျွန်တော်ရသွားပြီဒါ sin 2အတွက် image pro လေးကျွန်တော်ရသွားပြီပေါ့နော်ရသွားပြီဆိုတော့ကျွန်တော်ဒီမှာsin 1ရဲ့ video pro funny တာဖြစ်တဲ့အတွက်ခဏစောင့်လိုက်ပါမယ်ဒီလိုစောင့်နေရလေးကိုတော့ကျွန်တော်တစ်ချက်ကြော်လိုက်ပါမယ်ဗျโอเคဒါဆိုရင်တော့ဒီမှာပေါ့နော်ဒီမှာဗီဒီယိုလေးကကျွန်တော်ရလာပြီရလာတဲ့ဗီဒီယိုလေးကဘယ်လိုမျိုးရှိမလဲဆိုတော့ကျွန်တော်တို့တွေစမ်းကြည့်မယ်ပေါ့နော်စမ်းကြည့်မယ်ဆိုတော့ဝင်လိုက်မယ်ပေါ့နော်ထောက်လိုက်မယ်အကုန်လုံးငိမ့်နေစပားလင်တောထဲမှာရန်သူစခန်းရှိတယ်တက်ချက်ကြီးကျွန်တော်အရှိကိုသွားစုံစမ်းလိုက်ရမလားဆရာစပားလင်နှံ့တွေမှုန်းလိုက်တာဗျာအကုန်လုံးငိမ့်โอเคဆိုတော့ဒီမှာပေါ့နော်ဒါဆိုရင်တော့ဗီဒီယိုလေးကတော်တော်လေးအဆင်ပြေတယ်စကားရထတာလည်းမရှိဘူးပေါ့နော်3လောက်တစ်ခါပြောရပေါ့နော်တော်တော်လေးနဲ့မိုက်တယ်ပေါ့နော်မိုက်တယ်ဆိုတော့ကျွန်တော်ကဒီ
ထောင်းမယ်ပေါ့နော်ထောင်းလိုက်တော့ကျွန်တော်ဒီတစ်ချက်ပြန်ထောက်ပြီးတော့မှဒီနေရာမှာပေါ့နော်ထောင်းလို့ဆိုတဲ့နေရာလေးရှိရဲထောင်းလို့ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ပေါ့နော်အဲ့တော့နှိပ်ပေးလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ထောင်းသွားပြီပေါ့နော်ထောင်းသွားပြီဆိုတော့ကျွန်တော်ရဲ့ခေလာကြီးတော့ကျွန်တော်ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုတော့ဒါကတော့ဒီဗီဒီယိုလုပ်ပုံလုပ်နည်းနဲ့ပုံတွေထုတ်ပြီးကျွန်တော်ပြပြပေးသွားတာပါနောက်ပြီးမှဒီ channel မှာဘာပါဝင်သေးလဲဆိုတာကျွန်တော်တစ်ချက်ရှင်းပြပေးပဲပေါ့နော်ဆိုတော့ဒီကိုတစ်ချက်ပြန်သွားမယ်နော်ဒါရတော့အတူတူပဲပေါ့နော်ကျွန်တော်စင်းဘယ်နှခုထိလောက်ထားလဲဆိုတော့ကျွန်တော်စင်း10ခုထိကျွန်တော်လောက်ထားတယ်10ခုထိလောက်ထားရပါတော့အဲ့တော့ဒီမှာဆက်လာမယ်ပေါ့နော်နောက်ပြီးမှကိုကဒီ10မိနစ်ပုံလေးထုတ်ရှင်တယ်ပေါ့နော်10မိနစ်ပုံလေးထုတ်ရှင်တယ်ဆိုရင်တော့ဒီမှာတစ်ခါလေးကျွန်တော်ကဒီမှာ10မိနစ်ပုံလေးထုတ်ဖို့လဲကျွန်တော် pro မှာတစ်ခါလေးပေါဝင်လာရပေါ့နော်ဒီ channel မှာနော်ဒီ10မိနစ် channel pro လေးကိုကျွန်တော်တစ်ချက်ထောက်ပြီးတော့မှဒီမှာ10မိနစ်တက်စာသားအထိပေါ့နော်ဒီမှာရေးရမယ့်ကာဗာတက်စာသားအထိကူးပြီးပြီးတော့မှ copy ယူပေါ့နော် copy ယူပြီးတော့ဒီမှာဘာပါဝင်သားလေးလဲဆိုတော့ကျွန်တော်တစ်ချက်ရှင်းပြမယ်ဒီထဲမှာကတော့ဘာတွေ caption နဲ့ hashtag တွေပါဝင်မယ်ပေါ့နော်ဘာလဲဆိုတော့ကျွန်တော်ဒီ TikTok မှာဆိုရင် caption တွေရေးရပြီလေအဲ့တော့ caption တွေကိုဘာစဉ်းစားကြမလို့ပဲねတခါလဲသူက caption တွေမှာရေးပြီးလိုက်မယ်ရေးပြီးတော့မှဒီမှာဆိုရင်ဒီမှာ hashtag ပေါ့နော် hashtag တွေမှာသူကဒီဗီဒီယိုနဲ့တက်ဆိုင်မဲ့ hashtag တွေမှာသူကတခါလဲစဉ်းစားပေးလိုက်ရပါတော့အဲ့တော့ဒီမှာအစောနောက်တော့ယူရတဲ့image pro ပေါ့နော် template pro မှာ copy ယူပေါ့နော် copy ထားတဲ့ template pro ကိုဒီမှာပြန်ရှာလိုက်ပေါ့နော်ရှာပြီးတော့မှပြန်ကြမယ်ဒီမှာ image create and edit ဆိုပြီးတော့မှအဲ့နေပြီးတော့မှကျွန်တော်ပုံလေးကိုတောင်းလိုက်ရပါတော့ပုံတောင်းမှကျွန်တော် template တစ်ခါထုတ်ပြအောင်နော်ဘာလို့ဆိုတော့ဒီမှာသူ template ထုတ်နေနေမှာပေါ့နော်ဆိုတော့ကျွန်တော်ကဒီခဏစောင့်လိုက်ပါဗျာโอเคဒါဆိုရင်တော့ဒီမှာဆို10မိနစ်ကတော်တော်လေးမိုက်တယ်ပေါ့နော်တော်တော်လေးမိုက်တဲ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာထောင်းကျင်ဆိုရင်ဘာလို့သူက2ပုံလုံးမှသူ3ပုံလုံးမှသူထုတ်ပေးလိုက်တယ်ဗျာဒီမှာဆိုရင်ကြိုက်တဲ့ပုံရေးပေါ့နော်အဲ့ဒီမှာကျွန်တော်တော်လိုက်မယ်ပေါ့နော်ဒီမှာโอเคဆိုတော့ရသွားပြီဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတော့ AI နဲ့အသီးစစ်တဲ့ဇလံလုပ်တဲ့ရှင်တဲ့လူတွေအတွက်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ဒီနေ့အသီးစစ်ကစားကျွန်တော်ပြပြပေးတာဖြစ်ပါတယ်ဆိုတော့နောက်ဒီဗီဒီယိုကိုကြည့်တဲ့ဆိုရင် YouTube channel လေးကို like ဆိုရလုပ်ပြီးတော့မှဒီဗီဒီယိုရဲ့ comment အောက်မှာလည်းတည်ကျင်တာလေးရှိရင်မေးမြန်းခဲ့လို့ရပါတယ်ခင်ဗျာဒီဗီဒီယိုမှာသုံးတဲ့ Master Pro တော့ကျွန်တော်ရဲ့ Telegram channel မှာရှာပေးထားပါပဲခင်ဗျာကျွန်တော် Telegram channel လေးကိုလည်းဒီဗီဒီယိုရဲ့ description ဒီမှာလည်းထည့်ပေးထားမယ်ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းထည့်ပေးထားပါခင်ဗျာဆိုတော့ကျွန်တော်တို့ရဲ့နောက်ဗီဒီယိုမှာဆက်လက်တွေ့ကြပါမယ်ခင်ဗျာ